လူငယ်လူရွယ်တွေမိခင်မြန်မာဘာသာစကားထဲမှာအင်္ဂလိပ်လိုညက်ညက်ပြောတတ်တာဟာမှားနေသလားမမှားပါဘူးဒါဟာသဘာဝကျတဲ့ဘာသာစကားဖြစ်စဉ်တစ်ခုပါဘာသာဗေဒမှာဒီလိုပြောပုံကို code switching ဘာသာနှမျိုးပြောင်းသုံးခြင်းလို့ခေါ်ပါတယ်ဒါဟာမြန်မာစကားကိုမချစ်လို့မဟုတ်ပါဘူးမော်ကြွားခြင်းလို့လည်းမဟုတ်ပါဘူးကဘာတဝမ်းမှာအဲ့ဒီလိုပဲပြောကြပါတယ်ဒီလိုပြောပုံကမြန်မာတနိုင်ငံနဲ့မြန်မာလူမျိုးတစ်မျိုးတည်းမှာပဲရှိနေတာမဟုတ်ပါဘူး Thai English Singapore Singlish India Hindi plus English Philippines Taglish Korea ဘာသာ plus English သူတို့အားလုံးမိခင်ဘာသာစကားကိုပြစ်မထားပါဘူး English ကိုထပ်တိုးသုံးနေတာပါဘာကြောင့်ညက်ပြောတာလဲဆိုရင်အကြောင်းအရင်းကအရန်ရှင်းပါတယ်တစ်အဲ့ဒီစကားလုံးကို English လိုပဲသဘောပေါက်နေတာနှစ် English လိုသုံးရင်အမြန်ဆုံးအဓိပ္ပာယ်ဖော်လို့ရလို့သုံးဘဝထဲမှာအဲ့ဒီစကားကို English context နဲ့ပဲကြုံနေရလို့ပါဥပမာ online class meeting homework stress schedule ဒီလိုစကားလုံးတွေကိုမြန်မာလိုပြန်စဉ်းစားပြီးမှမပြောကြတော့ပါဘူးဒါဟာညံကအမြန်လုံနေတာဖြစ်ပါတယ်ကလေးတွေညှက်ပြောရင်ပို့မှတ်ပါတယ်ကလေးတယောက်ကမိခင်ဘာသာနဲ့အင်္ဂလိပ်လိုညှက်ပြီးပြောနေရင်သူ့အုံနောက်ကဘာသာစကားနှစ်ခုကိုတပြိုင်နက်ကင်တွယ်နိုင်နေပြီဆိုတဲ့အချက်ပါဘာသာဗေဒအရ bilingual brain ဘာသာနှမျိုးသုံးအုံနောက်က single language brain ဘာသာတစ်မျိုးတည်းသုံးတဲ့အုံနောက်ထက်ပို့ပြီးတော့စဉ်းစားပြောင်းလဲမှုကောင်းပါတယ်ဒါကြောင့်ညှက်ပြောတဲ့ကလေးကမမှားပါဘူးဝေဖန်နေသူတွေကသာဘာသာဗေဒမသိခြင်းမှာမြန်မာစကားမပြောတော့ရင်ရှက်စရာလားမမှန်ပါဘူးရှက်စရာကမိခင်ဘာသာကိုသိပြီးမထီမဲ့မြင်လောက်တာကိုယ့်ဘာသာကိုအစွဲကြီးစွာကင်ဆွဲပြီးတခြားသူကိုနှိမ်ချတာဖြစ်ပါတယ်ဒါပေမဲ့မြန်မာစကားလည်းပြောနိုင်အင်္ဂလိပ်လည်းသုံးနိုင်လိုအပ်တယ်လို့ညှက်ပြောနိုင်ရင်ဒါဟာရှက်စရာမဟုတ်ပဲအားသာချက်တစ်ခုပါကလေးကမြန်မာစကားလုံးဝမပြောနိုင်တော့ဘူးလားဒါမှမဟုတ်မြန်မာစကားပြောနိုင်ပေမဲ့အင်္ဂလိပ်လည်းပါလာတာလားဒီနှစ်ခုကမတူပါဘူးဒုတိယအချက်ကဘာသာစကားတိုးလာတာပါမိခင်ဘာသာပျောက်သွားတာမဟုတ်ပါဘူးဘာသာစကားဆိုတာတကားတစ်ချက်ပိတ်ရင်နောက်တကားတစ်ချက်မဖွင့်ရဘူးဆိုတဲ့အရာမဟုတ်ပါဘူးတကားများများဖွင့်ထားနိုင်လေလေကလေးရဲ့ကဘာဟာပိုးချဲလေလေပါဒါကြောင့်ညှက်ပြောတဲ့ကလေးတွေမမှားပါဘူးအမြင်ကျင်းပြီးရှုံချနေသူတွေကသာဘာသာစကားကိုယဉ်ကျေးမှုမဟုတ်ပဲအာဏာအဖြစ်မြင်နေလို့ပါကလေးတွေကမိဘလူကြီးတွေကမြန်မာလိုနားလည်မယ်ဆိုတာသိရင်မြန်မာလိုပြောမယ်တငယ်ချင်းဒါမှမဟုတ်သူကျင်လည်နေတဲ့ group က English နားလည်နေမယ်ဆိုရင် English လိုပြောမယ်ဒီလိုပြောင်းပြောနိုင်တာဟာဘာသာစကားများများကိုနားလည်နေပြီဆိုတဲ့အချက်ပါကလေးရဲ့ဉာဏ်ကဘာလုပ်နေလဲဆိုရင်ဒီလူနဲ့ဒီဘာသာသုံးရင်အမြန်ဆုံးနားလည်မယ်လို့အလိုလျောက်တွက်ချက်နေတာပါဒါဟာမိခင်ဘာသာကိုမချစ်လို့မဟုတ်မော်ကြွားခြင်းလို့မဟုတ်မြန်မာစကားမတက်တော့လို့လည်းမဟုတ်ပါဘူးဒါဟာစက်သွယ်မှုအထီးရောက်ဆုံးနီလန်းကိုရွေးချယ်တာပါဒါပေမဲ့ခွဲပြောရမယ့်အချက်တစ်ချက်ကကလေးတယောက်က English လိုပဲပြောတတ်တယ်မြန်မာလိုလုံးဝမပြောတတ်တော့ဘူးလို့ပြောတာကိုအရေးအချင်းလို့မယူဆပါနဲ့ global mindset လို့လည်းမထင်ပါနဲ့အများအားဖြင့်ထုတ်ကြွားခြင်းမိဘရဲ့လွဲမှားတဲ့အားရမှုဖြစ်တတ်ပါတယ်။ဘာကြောင့်လဲဆိုရင်မိခင်ဘာသာကိုလုံးဝမသုံးနိုင်တော့ခြင်းကဘာသာစကားတိုးလာတာမဟုတ်ပါဘူး။ဘာသာစကားတစ်ခုပျောက်သွားတာဖြစ်ပါတယ်။ဒါဟာ bilingual ဘာသာစကားနှစ်မျိုးတက်ခြင်းမဟုတ်ပါဘူး။ဒါဟာ replacement အစားထိုးသွားခြင်းဖြစ်ပါတယ်။နောက်တစ်ခုအရေးကြီးတာကကလေးတွေရဲ့ကြည်သမျှနားထောင်သမျှကိစ္စတွေကလည်းအရေးကြီးပါတယ်။ဥပမာမြန်မာရုပ်ရှင်မြန်မာ channel တွေမကြည့်ပဲ YouTube TikTok ကို English content ပဲကြည့်ခြင်း English channel တွေကို subscribe လုပ်ထားခြင်း streaming ကို English နဲ့ပဲနားထောင်နေခြင်း English ကကလေးတွေရဲ့ living language နေ့စဉ်အသုံးချဘာသာဖြစ်သွားတာပါဘာသာစကားဆိုတာတင်တာထက်ကြားနေတာသုံးနေတာကပိုအရေးကြီးပါတယ်အန်ရရှိတာကအိမ်မှာပါ
English လိုပဲအတင်းသုံးခန်းခြင်းမြန်မာစကားကိုအစစ်နှိမ့်တယ်လို့ပြောခြင်းမြန်မာလိုပြောရင်မပြောနဲ့ဟုလှုပ်ခြင်းဒီလိုဖြစ်မှသာမိခင်ဘာသာအားနည်းသွားတာပါတယ်အမှန်တရားကိုပြောရရင်ဒီနေ့ခေတ်မှာ English က Global Working Language ကမ္ဘာလုံးဆိုင်ရာအလုပ်ဘာသာစကားပါ Online knowledge တွေ Technology Science Economy အများစုက English ဘာသာနဲ့ပဲရှိပါတယ်ဒါကြောင့်ကလေးတွေ English ကိုတဘာဝအတိုင်းဆွဲဆောင်ခံနေရတာပါဘာသာစကားတစ်ခုတည်းနဲ့ကဘာကိုမှတ်လန်းနိုင်တော့တဲ့ခေတ်ပါနောက်ဆုံးပြောချင်တာကဒီခေတ်ကလေးတွေကမိမိနိုင်ငံထဲမှာပဲမနေတော့ပါဘူးအင်တာနက်ကဘာထဲမှာနေကြတာပါဒါကြောင့်ဘာသာစကားထိတွေ့မှုကကဘာလုံးဆိုင်ရာဖြစ်လာပါတယ်အင်္ဂလိပ်ကိုဘာသာရပ်မဟုတ်ပဲအသုံးချဘာသာအနေနဲ့သုံးလာပါတယ်ဒါကိုမှားတယ်လို့ပြောမယ်အစားမိဘကဘလို့ဥဆောင်ပေးမလဲဆိုတာကိုပဲစဉ်းစားရမယ်အချိန်ပါ